ကိုလွန်ခဲ့တဲ့2000ပေါင်းများစွာပါကကြောက်ခစ်ကိုပြန်သွားကြည့်အောင်ဆိုပါတော့ Uzuk ဆိုတဲ့ကြောက်ခစ်လူသားတယောက်ရဲ့ဘဝကိုခဏလောက်မြင်အောင်ကြည့်လိုက်ပါတို့ကနေအောင်ကြည့်ပထမဆုံးထွက်လာတဲ့အချိန်မှာနိုးလာတယ်မနဲ့စောပေါ့ဟုတ်တယ်တိကိုင်းဒီရွှေ့နေတဲ့လှုပ်ထားတဲ့တဲအိုးလေးထဲမှာတညလုံးပိုးကောင်တွေကြိုက်ခရလို့ကြော်ရရနေလာကောဒါပေမဲ့သူတို့မိသားစုညကတားရည်တိရိစ္ဆာန်ရန်ကန်နဲ့အန်ဒီကင်းကင်းနဲ့မိုးလင်းလာတဲ့အတွက်တော်တယ်လို့အောင်းမေးရတယ်အဖေထွက်တာလဲရင်းနှခေါအမေးလက်ရင်ပြစ်ချထားတဲ့တန်ရာကနာကျင်နေတော့ပဲတကယ်ကိုကြမ်းတမ်းနေပေါ်ပါပဲပိုဆိုးတာကသူတို့အုပ်စုတစ်ခုလုံးဘာမှရေရမစားရတာ9ရက်တောင်ရှိနေပြီလေအစာရှာထွက်တော့လဲတောလဲမှာကြားတက်ကောင်နဲ့တိုးလို့အသက်လွတ်ပြီးပြေးခဲ့ရသေးတယ်ဆိုတော့ဒီလိုတက်တောင့်တက်မရှိမှုတွေဆာလောင်မှုတွေနဲ့အမြဲတမ်းတတိဝိရိယထားနေရတဲ့အခြေအနေကသူ့အတွက်တော့ပုံမှန်နေ့စဉ်ဖြစ်တန်းနေဖြတ်ပေါ်တစ်ခုပဲကြောက်မြင်းနှောစေးတယ်ဗျာအောက်စုတိုခေကလူသားတွေအတွက်အသက်ရှင်ကြံရဖို့ဆိုတာစွမ်းရည်တွေကိုအတက်နိုင်ဆုံးခြေတာနိုင်မှရမယ်ကိစ္စကိုဟုတ်တယ်လေအရာရာကခက်ခဲနေတော့အတိအကျပဲအရာရာတိုင်းကခက်ခဲကြမ်းတမ်းနေတော့တို့ရဲ့ဦးနောက်ကတက်တောက်တက်တာရှိမဲ့အခြေအနေရဲ့ပြီးတော့ကယ်လိုရီအများဆုံးရနိုင်မဲ့အစားအစာရဲ့ကိုအမြဲတမ်းမတ်မော့ရှာဖို့အလိုလိုပုံစံချခံလိုက်ရတော့ပေါ့တွေ့ရင်လက်မလို့ဖို့စင်ကဖြောင်းလဲမို့လုပ်ငန်းစဉ်ကတန်ပေးလိုက်တာပေါ့ဆိုတော့ကျွန်တော်တို့တွေဟာအခုခေတ်မှာကြားတက်တဲ့ရန်ကနေအသက်လွတ်ပေးစရာမလိုတော့ပေမဲ့ဆိုဖာပေါ်ကနေမထချင်တဲ့စိတ်တီအချိုးစားတွေကိုမတ်မော်တဲ့စိတ်တီနဲ့ရုန်းကန်နေရဆဲပဲကိုဟုတ်တယ်ဗျရာကဖုံးတစ်ချက်နေရုံနဲ့အင်ပေါ့ဝါရောက်လာတဲ့ခစ်တီထဲမှာကျွန်တော်တို့ရဲ့ဦးနောက်ကကြောက်ခစ်တုံကအတိုင်းတက်တောက်တက်တာရှိမှုကိုပဲဆက်ပြီးအလိုလိုက်နေတော့လားကျွန်တော်တို့ကိုထင်းချုဖို့ကြိုးစားအတိုင်းဘာလို့ဒီလောက်တောင်ခတ်ထဲနေရတာလဲအဲ့ဒါကတော်တော်လေးစဉ်းစားစရာကောင်းတဲ့မိကုံးပဲဗျာဟုတ်ပါတယ်ဒီမေးခွန်းတွေရဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုသေချာနားလည်နိုင်ဖို့ Martin Meadows ရေးသားထားတဲ့365 Days with Self-Discipline စာအုပ်ထဲကအရေးကြီးဆုံးအသိပညာတွေကိုဒီနေ့အသေးစိတ်လေ့လာဆွေးနွေးသွားကြပါမယ်။ဒီစာအုပ်ကကိုထိန်းချုပ်နိုင်စွမ်းဆိုတာကိုရှုထောင်အသက်ကနေမြောက်ပြသထားတယ်ဗျာ။လေကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကမျက်စိတမိတ်တွင်မှာအကြီးအကျယ်ပြောင်းလဲရပါမယ်။ကျွန်တော်တို့ရဲ့ဦးနောက်ကတော့ထောင်ပေါင်းများစွာသောနှစ်တီကအတိုင်းကြံရစ်ခဲ့တာကိုသဘောပေါက်ပြီ။အရင်ကဆိုရင်အိယာတဲ့ကထပ်ဖို့ဆိုတာနှိုးကြမလို့ပါဘူးအသက်အန္တရာယ်ကြောင့်အလိုလိုနှိုးချနေရတာပါအခုကြတော့အေးမီမှာကြောက်စရာမလိုတဲ့အခန်းနေစားလောင်ရချက်ချင်းစားလို့ရတဲ့ရေခဲတစ်တာတွေနဲ့ဆိုတော့ကျွန်တော်တို့ရဲ့ဦးနောက်ကရုန်းကန်စရာမလိုတော့ဘူးအနားယူလိုက်တော့လို့အဆက်မပြတ်အချက်ပြနေတော့တာပါပဲအဲ့ဒီတော့မေးစရာရှိလာတာကကျွန်တော်တို့ဦးနောက်ကအဲ့လိုအလွယ်လန်းကိုပဲ live for program ဆွဲထားတဲ့ဆိုရင်အလိုဆန္ဒတွေကိုတွန်းလှန်ဖို့ကိုယ့်ရဲ့စိတ်တက်ခွာလာတက်ကိုပဲအားကိုပြီးဖျက်တမ်းလို့မရနိုင်ဘူးလားဘယ်လိုမျိုးကိုဆိုလိုတာလဲဗျာလေငါဒါကိုမလို့ဘူးလို့စိတ်ပြက်သားဆုံးဖြတ်လိုက်ရင်ရောမရဘူးလားလို့ပါအဲ့ဒါကလူတော်များများမားယွန်းဆိုတာယုံကြည်ထားတဲ့အချက်တစ်ခုပဲဗျာစိတ်တက်ခွန်အားဆိုတာအဆုံးအစမရှိသုံးလို့ရတဲ့ຢာမဟုတ်ပါဘူးသူကသုံးလိုက်ရင်ကုံသွားတတ်တဲ့ပတိတစ်ခုလိုပဲအလုပ်လုပ်တာပါဘက်ထရီတစ်ခုလို့ဟုတ်ပါပဲမနမိုးလင်းကလေးကဘာအဝတ်စားဝတ်မလဲရွေးချယ်ရတာကစလို့လုပ်ငန်းခွင်မှာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချရတာတွေရဲ့ကာပိတ်တဲ့လမ်းမှာစိတ်ရှည်ရှည်မောင်းရတာတွေအလုံးကအဲ့ဒီဘက်ထရီကိုတဖြည်းဖြည်းကုန်ခန်းစေတာပါညနေရုံစင်းလို့အိမ်ရောက်တဲ့အချိန်မှာအဲ့ဒီကိုထိန်းချုပ်နိုင်စွမ်းကလုံးဝကုန်ခန်းနေပြီပေါ့အတီးကြပဲဗျာဒါကြောင့်ညဘက်ရောက်ရင်လေ့ကျင့်ခန်းလို့ဖို့ထက်အလွယ်တကူရနေတဲ့အစားအစာတွေစားပြီး TV ရှဲမှာပဲအချင်းကုန်ချင်းစိတ်ဖက်သွားတာပါဟုတ်တာပဲဒီတော့ကိုအပစ်တင်နေစရာမလိုတော့ဘူးပေါ့နော်ညနေရောက်ရင်စီကန်းဖောက်မိတာဟာကိုကပြင်းကြီးလုံးလို့မဟုတ်ပဲတနေ့တာလုံးဆွန့်ဖြစ်ချက်တွေချလွန်းလို့စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေကုန်ခန်းထားတဲ့ဇီဝကမဖြစ်စဉ်တစ်ခုကြောင့်ပေါ့ဟုတ်တယ်ဗျာတကယ့်ကိုတဘာဝကြတယ်ဖြစ်စဉ်တစ်ခုပါဒါဆိုရင်ကိုယ့်ရဲ့စိတ်တခွန်အားကိုအားကိုးလို့မရဘူးဆိုရင်ကျွန်တော်တို့ဘာအားကိုးရမလဲဒါကြောင့်မို့လို့စာရေးဆရာ10 Ferris ကမိမိကိုထင်းကျုပ်ဖို့စ조사တာထက်စီကန်းဖုတ်ဖို့မဖြစ်နိုင်တယ်လို့ခက်ခဲသွားစေမယ်စနစ်တွေတိဆောက်ခြင်းကသာပိုပြီးလက်တွေ့ကြတယ်လို့ဆိုထားတာပါစနစ်တွေတိဆောက်တယ်ဆိုတာဘယ်လိုမျိုးလဲစန်ဇူရဲ့စစ်ပညာသဘောတရားဖြစ်တဲ့အကောင်းဆုံးအောင်နိုင်ခြင်းဆိုဒီမှာတိုက်ခိုက်เสียမလို့ပဲရန်သူကိုအနိုင်ယူခြင်းဖြစ်ဒီဆိုတဲ့အချက်ကိုသူကယူသုံးထားတယ်ဗျနေတိုင်းသွေးဆောင်မှုတွေကိုမျက်နာချင်းဆိုင်ပြီးစိတ်တက်ခွန်လာနဲ့တိုက်ခိုက်နေမယ်အစကတည်းကအဲ့ဒီသွေးဆောင်မှုတွေလုံးဝဝင်လာလို့မရအောင်ပတ်ဝန်းကျင်ကိုကြိုတင်ဖန်တီးထားလိုက်တာပါဒါမဲ့ခဏလေးပတ်ဝန်းကျင်ကိုပြောင်းလဲလိုက်ရုံနဲ့တကယ်ပဲအလုပ်ဖြစ်ပါမလားဘာဖြစ်လို့လဲဗျဆိုပါစို့
ကျွန်တော်တို့ကကိုလေးချင်လျုံနေတယ်ဒါပေမဲ့အိမ်မှာကိတ်မုံနေအချိုရည်ဝယ်မထားဘူးပေါ့ဒါပေမဲ့လည်းအပြင်ခွက်ဒီဝယ်စားလို့ရနေသေးတာပဲလေဒါမှမဟုတ်အလုံးလုံးနေချိန်မှာဖုန်းကိုအန်ဆွဲတဲ့ထည့်ပေးထားလဲအန်ဆွဲမှာဖုန်းရှိနေတယ်ဆိုတာကျွန်တော်ဦးနောက်ကသိနေတာပဲလေ သဘောပေါက်ပြီ ဒီလိုပတ်ဝန်းကျင်လေးနည်းနည်းပြောင်းလိုက်ယုံနဲ့တကယ်ပဲကျွန်တော်တို့ရဲ့စန္ဒတွေကိုလွှမ်းမိုးနိုင်လို့လား အဲ့ဒီလိုတန်တရားဖြစ်တာကသဘာဝကြပါတယ်ဗျာဒါပေမဲ့ကျွန်တော်ရဲ့ဦးနော်ကပဝင်းကျင်ရဲ့မြင်ထားတဲ့ချက်ပြမှုတွေအပေါ်မှာဘလောက်တောင်အကန့်ယုံကြည်တတ်လဲဆိုတာသိရင်အံ့သွားစွာလိမ့်မယ် တကယ်လားဘယ်လိုမျိုးလဲ စောက်ထဲမှာဖော်ပြထားတဲ့သူတွေဒီ Brian Watson ရဲ့ပြောင်းဖူးပေါက်ဖူးစံသက်ချက်ကိုကြည့်ရအောင်ဗျာသူတို့ကရုပ်ရှင်ကြည့်တဲ့သူတွေကိုပြောင်းဖူးပေါက်ဖူးအကြီးနဲ့အတိပေးပြီးစံသက်တယ် ပြီးတော့ရော ဒီနေရာမှာအလီကာချက်ကအဲ့ဒီပြောင်းဖူးပေါက်တွေကလက်ဆက်မဟုတ်ဘူးဗျ14ရက်လောက်ကြာနေတဲ့အရာသာလုံးဝမရှိတော့တဲ့အဟောင်းတွေဖြစ်နေတာဝါလိုက်ရင်တော့အထမ်းမြင်နေတဲ့အဆင့်ပေါ့ဗျာ ဟာနေပေါင်းအရာသာမရှိတဲ့အဟောင်းကြီးကိုလူတွေကစားပါမလား အဲ့ဒါကစိတ်ဝင်စားစရာကောင်းဖို့ပဲဘူးအကြီးနဲ့စားရတဲ့သူတွေကဘူးအသေးနဲ့စားရတဲ့သူတွေထက်33%ကျော်ပိုစားမိတယ်ဗျာ အော်အဲ့ဒီလောက်တောင်လား ဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ဦးနောက်ကငါဘိုက်ကွာပြီလားဆိုတဲ့အဆိုင်ကလာတဲ့ဇီဝကမအခြေပြမှုကိုနားမထောင်တော့ပဲနားရှိကဘူးထဲမှာအစာတွေဘလောက်ကြံသေးလဲဆိုတဲ့မျက်စိကမြင်ရတဲ့အခြေပြမှုကိုပိုပြီးမိခေါ်သွားလို့ပါ တော်ဆိုးတာပဲ ဒါကိုအတိမဲ့စားတောက်ချင်းတန်တရားလို့ခေါ်တယ်ဗျာပဝန်းကျင်ကအများကြီးရှိသေးတယ်လို့ပြနေရင်အရသာမရှိရင်တော့မှဦးနောက်ကဆက်စားဖို့အမိန်ပေးနေတာပါ ဝါဒါဆိုရင်စနစ်တီတိဆောက်တယ်ဆိုတာကျွန်တော်တို့ရဲ့ဦးနှောက်မှာရှိတဲ့အဲ့ဒီလိုရိုးရင်းချက်တွေကိုကြော်လွှားဖို့အတွက်လက်ကွက်တစ်ခုတုံးလိုက်တာပေါ့ မှန်ပါမယ် မြင်ကွေးမှာမရှိတော့ရင်ဦးနောက်ကမတိမတာမေ့သွားတယ်ပေါ့နော်ဒါမဲ့လက်တွေ့ဘဝမှာကကိုယ်တိုင်ထိန်းချုပ်လို့မရတဲ့အခြေအနေတွေများရှိသေးတယ်လေ ဥပမာဘယ်လိုမျိုးတွေလဲ ဆိုတော့ယုံမှာတငယ်ချင်းကမွေးနေ့ကိတ်လာကျွေးတဲ့အခါမျိုးမြင်ကွေးမှာလည်းရောက်နေပြီးစနစ်ကလည်းအလုံးမလုံးတော့ဘူးပေါ့ အဲ့ဒီချိန်ဆိုရင်တော့ခတ်ပြီ ဟုတ်တယ်အဲ့ဒီအခါမှာအခုချက်ချင်းရှေ့မှာရှိနေတဲ့ကိတ်မုတ်ကိုမစားဘဲစွန့်လွတ်လိုက်ရတာဟာကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလို့ကိုပြန်ပြီးနှိမ့်ဆက်နေရတယ်လို့ခံစားရလေလေအဲ့ဒီခံစားချက်ကိုရောဘယ်လိုဖြေရှင်းမလဲ အဲ့ဒီလိုခံစားရတာတော့လေကျွန်တော်တို့ဒီအခက်ခဲဆိုတာကိုရှုမြင်ပုံလွဲမနေလို့ပါဗျာအများစုကကိုထိမ့်ချုပ်တာကိုချုပ်ချယ်မှုတစ်ခုတန်ကြိုးခတ်ခံထားမှုတစ်ခုလို့မြင်ကြတာကို ဟုတ်တယ်လေတကယ်လဲအဲ့ဒီလိုခံစားရတာပဲ ဒါပေမဲ့ H.A. Dorfman ရဲ့အမြင်ကတော့လုံးဝစန့်ကျင်ဘက်ပါပဲဗျာသူကကိုထိမ့်ချုပ်နိုင်စွမ်းဆိုတာမိမိရဲ့အတွေးလေးခံစားချက်တွေနဲ့တရင်ကအလိုစန္ဒတွေရဲ့ကြည်ကျွံဘဝအနီလွတ်မြောက်ခြင်းလို့ဆိုပါတယ် အိုးကြည်ကျွံဘဝကနေလွတ်မြောက်တာလား ဟုတ်တယ်ဗျာကိမုံကိုညင်းပယ်လိုက်တာဟာဆုံးရှုံးသွားတာမဟုတ်ဘူးအဲ့ဒီကိမုံကကိုယ့်ဘုံခွမ်းမိုးထားနိုင်တဲ့အာဏာကိုချိုးဖျက်ပြီးကိုယ်တိုင်ရွေးချယ်နိုင်တဲ့လွတ်လပ်ခွင့်ကိုရယူလိုက်တာပါ ဒါမဲ့ theory ရတော့လွတ်လပ်ခွင့်လို့ပြောလို့လွယ်ပါတယ်တကယ်တမ်းလက်တွေ့မှာအနာဂတ်ကငါ့ရဲ့ကျမ်းမာရေးအတွက်အခုကိတ်မုံကိုမစားဘူးလို့ဆုံးဖြတ်ဖို့ဆိုတာအရန်ခက်ခဲတယ်လေ ဟုတ်တယ်တကယ်လက်တွေ့မှာတော့မလွယ်ဘူးဗျာ ကျွန်တော်တို့အားလုံးကိုအသက်ကြီးလာမယ်ဆိုတာသိကြတာပဲလေဒါပေမဲ့ဘာလို့အဲ့ဒီအနာဂတ်ကငါ့အတွက်အခုချက်ချင်းတာယာမှုကိုအနစ်နာခံဖို့ဒီလောက်တောင်ဝလင်းနေရတာလဲ အဲ့ဒီမိခုံးအတွက်အဖြေကအာယုံကျော်သိပ်ပါမရှိပါလေဗျ Hal E. Hirschfield ဆိုတဲ့သူတွေကလူတွေကိုဥနောက်ပုံရိပ်ဖော်ဆက်ထဲမှာထည့်ပြီးစမ်းသပ်မှုတစ်ခုလုပ်ခဲ့တယ် စမ်းသပ်မှုကဘယ်လိုမျိုးလဲ ဟိုလေပထမလူတွေကိုကိုယ့်အကြောင်းကိုတွေးပါလို့ပြောတဲ့အခါဥနောက်ရဲ့တီးကြအစိတ်ပိုင်းတစ်ခုလင်းလက်လာတယ်ပြီးတော့နာမည်ကြီးမင်းသားတစ်ယောက်အကြောင်းတွေးပါလို့ပြောတဲ့အခါနောက်ထပ်မတူညီတဲ့အစိတ်ပိုင်းတစ်ခုလင်းလက်လာတယ် အဲ့ဒါတော့တဘာဝကြပါတယ် ဒါပေမဲ့အန်တော်ဆရာကောင်းဆောင်ကအနာဂတ်ကကိုယ့်အကြောင်းကိုတွေးပါလို့ပြောတဲ့အခါလင်းလက်လာတဲ့ဥနောက်အစိတ်ပိုင်းကစိမ့်တဲ့တခြားသူတယောက်အကြောင်းတွေးတဲ့အခါလင်းလက်လာတဲ့အစိတ်ပိုင်းနဲ့တတ်တီကြနေတာကိုတွေးရတယ်ဗျာ ဖယားရေဆိုလိုတာကကျွန်တော်ရဲ့ဦးနောက်ကနောင်10နှစ်အနည်း20နှစ်ဖြစ်လာမယ်အနာဂတ်ကငါးကိုကိုယ်တိုင်လို့မမြင်ဘူးပေါ့ မမြင်ဘူးဗျာ လက်မိကဖြစ်သွားတယ်လုံးဝသူစိမ့်တယောက်လို့သတ်မှတ်ထားတာလား ကြကြပါတယ်ဗျာအဲ့ဒါကိုစာနာမှုကွာဟာချက်လို့ခေါ်တယ်ဦးနောက်ကအနာဂတ်ကကိုသူစိမ့်လို့ထင်နေတော့အဲ့ဒီသူစိမ့်အတွက်ကိုကဘာလို့အခုလက်ရှိရနေတဲ့တာယာမှုကိုအနစ်နာခံရမလဲဆိုပြီးတွက်ချက်လိုက်တာပါ အိုးအဲ့ဒီလိုကို ဟုတ်တယ်ဒီကွာဟာချက်ကိုပေါင်းကူးပေးဖို့ Hirschfield က VR နည်းပညာကိုသုံးပြီးလူတွေကိုအသက်80အရွယ်သူတို့ရဲ့ကိုယ်ပွားပုံစံကိုပြသပေးခဲ့တယ်သူတို့ရဲ့အနာဂတ်မျက်နှာကိုမျက်ဝါထင်ထင်မြင်လိုက်ပြီးမှဦးနောက်က
ဒါဟာငါပါလားလို့အတိအမှတ်ပြုပြီးအနာဂတ်အတွက်ငွေပိုစုဖို့ရွေးချယ်လာကြတာပါ ဝါဒါဆိုရင်ကိုထိန်းချုပ်နိုင်စွမ်းဆိုတာအနာဂတ်ကကိုတကယ်ပဲစာနာနားလည်နိုင်စွမ်းရှိဖို့လိုအပ်တာပေါ့ အမှန်ပဲဗျာ ဒါမှသာ MJ ဓမ္မကိုပြောတယ်လို့အခုချက်ချင်းလိုချင်သောအရာနဲ့တကယ်အလိုချင်ဆုံးအရာကြားမှာမှန်ကန်တဲ့ရွေးချယ်မှုလုပ်နိုင်မှာပေါ့နော်လက်ရှိအခိုက်အတန့်လေးမှာပြုတ်လောက်လိုက်တဲ့ရွေးချယ်မှုတစ်ခုဟာတသက်တာလုံးအပေါ်တက်ရောက်မှုရှိသွားနိုင်တယ်ဆိုတဲ့တဘောတရားကိုပို့ပြီးနားလည်လာပြီး ဟုတ်ကဲ့ အဲ့ကိုတိဆောက်ပေးလိုက်တယ်လို့ဖြစ်သွားတာပဲ အဲ့ဒါကအလွန်ရေးကြီးတဲ့အချက်ပါဗျာဒါပေမဲ့ဒီနေရာမှာပြဿနာတစ်ခုရှိသေးရဲ့ ။ဘာများလဲရှင် လူတွေကစနစ်တွေလည်းတိဆောက်ပြီးပြီအနာဂတ်အတွက်လည်းရည်မှန်းချက်တွေထားပြီးပြီပေါ့ဥပမာမနက်တိုင်းပြေးမယ်ဆိုပြီးစလို့ကြတယ်ဒါပေမဲ့နှစ်ပတ်လောက်ကြာတော့ရလာလဲချစ်ချင်းမမြင်ကပြမနာပဲအဖတ်တင်တော့အလွယ်တကူလက်လျှော်လိုက်ကြပြန်ရော ။ဟုတ်တယ်အဲ့ဒါဘာလို့လဲကျွန်တော်တို့ကအစပိုင်းမှာအရန်တက်ကြွနေပြီးမှအချိန်နဲ့လဲကြာတာနဲ့ဘာလို့ဆက်လို့ဖို့စိတ်အားထက်သန်မှုလေးပျောက်ဆုံးသွားရတာလဲ ဘာလို့လဲဆိုတော့လူတွေကရေရှည်ကျူစာအားထုတ်မှုရဲ့သဘောတဘာဝကိုတေတေချာချာနားမလည်လို့ပါဗျဟိုဘီလ်ဂစ်ပြောခဲ့မှုတဲ့စကားတစ်ခွန်းရှိပါတယ် ဘယ်လိုမျိုးလဲ လူတွေဟာလာမယ့်နှစ်အတွင်းချစ်လာမယ့်ຢာကိုအထင်ကြီးလွန်းတတ်ကြပြီဆယ်လက်အတွင်းချစ်လာမယ့်ပြောင်းလဲမှုကိုတော့အထင်သေးတတ်ကြတယ်တဲ့ တော်တော်မှန်တဲ့စကားပဲ ဟုတ်တယ်ဗျကျွန်တော်တို့ရဲ့ဦးနောက်ကချစ်ချင်းရတဲ့ဆူလောက်ကိုပဲတောင်းတနေတာရလက်ချစ်ချင်းမလာတဲ့အခါစိတ်ပြတ်သွားတတ်တယ်ပြီးတော့လူမှုအတိုင်းဝိုင်းမှာခစ်စားနေတဲ့ယူဆမားတစ်ခုကလည်းဒုက္ခပေးနေသေးတယ် ဘလို့အယူဆမှမျိုးလဲ အချင်းတက်တစ်ခုရဖို့20ကရက်ပဲကြာတယ်ဆိုတဲ့အချက်လေး ဟမ်အဲ့ဒီ20ရက်ဆိုတာကတကယ်မဟုတ်ဘူးလားစာအုပ်တော်တော်များများမှာအဲ့လိုရေးထားတာဖတ်ဖူးပါတယ် အဲ့ဒါကလုံးဝမာယွင်းတဲ့အချက်လဲပါဗျတကယ်သူဒေသနာတွေရအချင်းတက်တစ်ခုဦးနောက်ထဲမှာခိုင်မာတွားဖို့ပြင်းများအဖြစ်66ရက်အချိန်ယူရတယ် 66ရက်တောင်လား ဟုတ်ပါတယ်လူတစ်ယောက်နဲ့တစ်ယောက်အချင်းတစ်ခုနဲ့တစ်ခုမတူတဲ့အတွက်18ရက်ကနေ254ရက်အထိတောင်အချိန်ယူရနိုင်ပါတယ်ဒီဖြစ်စဉ်ကိုအာယုံကြောကွန်ရဲ့မြန်ပြောင်းလဲခြင်းလို့ခေါ်တယ်ဗျ နီးတဲ့အချိန်နေမဟုတ်ဘူးနော် ဟုတ်တယ်ဗျဒီလိုစဉ်းစားကြည့်ပါကျွန်တော်တို့ရဲ့ဦးနောက်ကိုအင်မတန်ထူးထပ်တဲ့တောအုပ်ကြီးတစ်ခုလိုမြင်ကြည့်ပါ တော့အုပ်ကြီးဘယ်လိုမျိုးလဲရှင်းပြပါဦး ဟုတ်ကဲ့အကျင့်တစ်ခုစလုပ်တယ်ဆိုတာအဲ့ဒီထူးထပ်တဲ့တောအုပ်ကြီးထဲမှာဓာမတလက်နဲ့လမ်းဖောက်ပြီးရှောက်ရတယ်လို့ပဲဗျပထမရက်တဲ့ဘက်တည်းမှာတစ်ကိုင်းနေခုံရနွေးပင်နေရှင်းရနဲ့အင်မတန်ပင်မန်းနေ ဟုတ်မှာပဲ လက်ဒီလေပွန်ပဲ့ချွေးဒီလေထွက်ပြီးရှစ်ဆက်ဖို့အရန်ခက်ခဲတယ်လေဒါကြောင့်အစပိုင်းမှာကျွန်တော်တို့ကခဏလက်လျှော့ချင်ကြတာဒါမဲ့ရပ်ပေါင်း60လောက်နေ့တိုင်းအဲ့ဒီလမ်းကြောင်းအတိုင်းဆက်ရှောင်နေမယ်ဆိုရင်မြက်ပင်တွေပြောင်းတလင်းခါသွားပြီးရှင်းလင်းတဲ့မြေသားလမ်းလေးတစ်ခုဖြစ်သွားမယ် အော်အဲ့ဒီအချိန်ကျရင်လမ်းလျှောက်ရတာလွယ်သွားပြီပေါ့ မှန်ပါတယ်ဘာအားစိတ်ထုံမှုမှမလိုတော့ဘူး21ရက်ဆိုလားတောရှင်းနေတော့တဝက်တစ်ပြက်ပဲရှိနေတဲ့ချိန်မို့လို့ရက်လိုက်ရင်တောပြန်ထူသွားမှာပါပဲ တကယ်ကိုထီးမိတဲ့ဥပမာပါပဲအစာပိုင်းမှာခက်ခဲနေတာဟာကိုကညက်လို့မဟုတ်ပဲဥနောက်ထဲမှာလမ်းကြောင်းတက်ဖောက်နေရတဲ့အစ်စ်မို့လို့ဆိုတာနားလည်သွားပြီ ဟုတ်ကဲ့ ဒါပေမဲ့ဒီနေရာမှာလူတိုင်းအများလမ်းပေးတတ်တဲ့အကြီးမားဆုံးစင်ကြယ်တဲ့ခုရှိလာပြန်ရော ဘာများလဲဗျာ ဟုတ်လေငါမှအဲ့ဒီလောက်လမ်းဖောက်ဖို့အချိန်မရှိဘူးဆိုတဲ့စကားလေကျွန်တော်တို့အားလုံးမှာကိုယ်စီအလောက်တွေတာဝန်တွေရှိကြတော့အချိန်မရှိဘူးဆိုတာကတကယ်ကိုခိန်လုံးတဲ့အကြောင်းပြချက်တစ်ခုလို့ဖြစ်မနေဘူးလား အချင်းစီမံခန့်ခွဲမှုကျွမ်းကျင်ဖို့ Laura Vanderkam ကတော့အဲ့ဒါကိုလုံးဝလက်မခံပါဘူးဗျသူကအရန်နာကျင်စရာကောင်းပေမဲ့မန်တရားထစ်တဲ့အကြံပြုချက်တွေကိုပေးထားတယ် ဘယ်လိုအကြံပြုချက်လဲ အချိန်မရှိဘူးဆိုတဲ့စကားလုံးအစားဒါဟာငါအတွက်ဦးစားပေးမဟုတ်ဘူးလို့စကားလုံးပြောင်းသုံးချဖို့ပါပဲဥပမာလေ့ကျင့်ခန်းလုပ်ဖို့အချိန်မရှိဘူးလို့ပြောမယ်အစားလေ့ကျင့်ခန်းလုပ်တာကငါအတွက်ဦးစားပေးမဟုတ်ဘူးလို့ပြောကြည့်လိုက်ပါဗျာ ပါပဲကိုယ့်ရဲ့ကျမကြီးကိုယ့်ရဲ့အနာဂတ်ကကိုယ့်အတွက်ဦးစားပေးမဟုတ်ဘူးလို့ကိုမျက်နှာချင်းဆိုင်ဝန်ခံလိုက်ရတယ်လို့ဖြစ်သွားတာကို ဟုတ်တယ်ဗျာတော်တော်ထီသွားစေတယ် တကယ်တော့စဉ်းစားကြည့်ရင်ကျွန်တော်တို့အားလုံးမတရက်ကို24နာရီအတူတူပဲရှိကြတာပါနိုင်ငံတော်သမ္မတလိုက်24နာရီပဲတာမန်ဝန်ထမ်းလည်း24နာရီပဲလေအချိန်မရှိတာမဟုတ်ဘူး social media သုံးဖို့ series တွေကြည့်ဖို့ကိုပိုပြီးဦးစားပေးနေကြတာဖြစ်တယ် အတိအကျပါပဲ အချိန်မရှိဘူးဆိုတဲ့စကားနောက်မှာပုံကွယ်နေတာကကိုယ့်ရဲ့တကယ်ဦးစားပေးအရာတွေကဘာလဲဆိုတာကိုမြစ်ကွယ်ပြုထားခြင်းပဲနော် မှန်ပါတယ်ဗျာအရေးမကြီးတဲ့အရာတွေကိုညင်းပယ်ရဲတဲ့တတိမရှိရင်အရေးကြီးဆုံးအရာတွေအတွက်အချင်းဆိုတာဘယ်တော့မှထပ်လာမှာမဟုတ်ပါဘူးဒါကြောင့်ကိုထိန်းချုပ်နိုင်စွမ်းဆိုတာခက်ခဲတဲ့အရာတွေကိုအန်ချစ်ပြီးလုပ်ဖို့တသက်မဟုတ်ပဲကိုဘဝရဲ့ဦးစားပေးအရာတွေကိုရှင်းရှင်းလင်းလင်းသိမြင်ပြီး
အဲ့ဒီတိုင်နေထိုင်တော့ဖို့ပါပဲ ဟုတ်ပါပြီဒီနေ့လေးလာဆွေးနွေးမှုကလောက်လုံးကိုပြန်ငဲ့ကြည့်မယ်ဆိုရင်တကယ်ကိုအမြင့်ကျဲစရာကြီးချပါပြီဟောကျွန်တော်တို့ရဲ့ဦးနောက်ကတက်တောင့်တက်တာရှိမှုကိုပဲရှာခွေဖို့ပုံစံချခံထားရလာဖြစ်လို့စိတ်သက်ခွန်အားတစ်ခုတည်းကိုကြည်အားကိုးနေမလို့မရဘူးဆိုတာသိခဲ့ရတယ် ဟုတ်ကဲ့ ဒါကိုကြော်လွှားဖို့ပဝင်းကြုံကိုပြောင်းလဲပြီးစနစ်တည်တိဆောက်ရမယ်ပေါ့ပြီးတော့ဦးနောက်ကအနာဂတ်ကမိမိကိုယ်ကိုသူစိမ့်တဲ့အောင်လို့ထင်နေတဲ့စာနာမှုကွာဟချက်ကိုနားလည်ပြီးလက်တလောက်တာယာမှုကိုစွန့်လွတ်တာဟာချုပ်ချယ်မှုမဟုတ်ပဲအနာဂတ်အတွက်လွတ်လပ်ခွင့်ဆိုတာကိုရှုထောက်ပြောင်းမြင်တက်လာတယ် ပြီးတော့ဦးနောက်ထဲမှာအချင်းတစ်ခုရဲ့လမ်းကြောင်းဖောက်ဖို့ဗျာမြရက်60လောက်ဇွဲရှိရှိကျူးစားရမယ်ဆိုတာရဲ့အချိန်မရှိဘူးဆိုတဲ့စင်ချေနောက်မှာဖုံးမနေပဲကိုယ့်ရဲ့ဦးစားပေးအရာတွေကိုပြက်ပြက်သားသားရွေးချယ်ရမယ်ဆိုတာတွေကတကယ်ကိုလက်တွေ့ကျတဲ့အသိပညာတွေပါဗျာ ဟုတ်ပါပဲနောက်ဆုံးအနေနဲ့ဒီနေ့နောင်ဆင်နေကြသူရဲ့အားလုံးအတွက်လေးလေးနက်နက်တွေးတောစရာမိခွန်းတစ်ခုချန်ထားရခဲ့ခြင်းပါ ။ဘာများလေဗျ ယခုအချိန်တည်းမိမိကိုယ်လည်းအကြောင်းပြချက်အမျိုးမျိုးပေးပြီးရှောင်လွဲနေသည့်သို့မဟုတ်အချိန်ဆွဲနေသည့်အခက်ခဲတစ်ခုတည်တော့ရာသည်အနာဂတ်တွင်မိမိအမှန်တကယ်လိုချင်တောင်းတနေသောစစ်မှန်သည့်လက်လက်မှုစီတို့တွားမဲ့တစ်ခုစီတို့တောချက်ဖြစ်နေလျက်မိတို့လည်းမိနေဆိုတာပါပဲ ။တကယ်ကိုစဉ်းစားစရာပါပဲ စီကန်းရှိခြင်းဆိုတာမိမိကိုယ်ကိုအချင်းချင်းချင်းမဟုတ်ပါဘူးအနာဂတ်ကိုလက်ပေါင်ဖန်တီးနိုင်တဲ့အကောင်းဆုံးလက်နက်တစ်ခုသာဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ဒီနေ့အသေးစိတ်လေ့လာဆွေးနွေးမှုစီစဉ်ကနေပြန်လည်ဆောင်တွေ့ကြပါမယ်